ကျွန်တော်တို့တဲတော်မြို့မှာမြတ်ဘုန်းကြီးစီရီတော်နဲ့မြတ်ဘုန်းကြီးကြောင်းတဲတော်တော်ရကြောင်းရွှေဘုံသာတော်ရကြောင်းဓမ္မစီယုံတော်ရကြောင်းကံသာတော်ရကြောင်းကျောင်းတိတော်ရကြောင်းတဲတော်ဆံကြောင်းညာနည်းစီကြောင်းကံသာကြောင်းမိုးကောင်းကြောင်းဖရာကြီးကြောင်းကိုတော်မြေဖရာနေကိုတော်မြေကြောင်းကိုမြင့်မိုးကုတ်ဝိပဿနာရိပ်သာဧတုဝရီသီလချင်းစာတင်တိုင်းဆိုပြီးတော့ကျောင်းပေါင်းများစွာရှိတဲ့အထက်ကယခုမြင်နေရတာကတော့ညာနေစီစံကြောင်းဖြစ်ပါတယ်။ဘာလို့ညာနေစီစံကြောင်းလို့ခေါ်တွင်လာလဲဆိုတော့ဒီကျောင်းဝိုင်းကြီးဟာကျွန်တော်တဲတော်မျိုးလေကောင်လို့သတ်မှတ်လို့ရတဲ့နေရာပေါ့နော်။ဒီနေရာမှာဒါတဲတော်မျိုးမှာရှိတဲ့ကျောင်းတွေအားလုံးထဲမှာအကျယ်ဆုံးကျောင်းဖြစ်ပါတယ်။ဒီကျောင်းထဲမှာဒီကျောင်းဝိုင်းကြီးတွင်မှာမြောက်ဘက်မှာတော့စံကျောင်းရှိပြီးတော့တောင်ဘက်မှာကတော့အခုမြင်နေရတာတော့ညာနေစီစာသင်တိုက်ကျောင်းဖြစ်ပါတယ်။ကိုကျွန်တော်ကညာနေစီစာသင်တိုက်ကျောင်းနဲ့ဒီကျောင်းရဲ့အရှိဘက်မှာရှိတဲ့ဖျားလေးစုဇီဒီတော်ရှိရအောင်တွားရောက်နေတာဖြစ်ပါတယ်။ကျွန်တော်နဲ့တူလိုက်ဖူးမြော်ကြပါစို့လားခင်ဗျာ။